ကျွန်တော်စိုက်ထားတဲ့ခရမ်းသီးတွေသကောနဲ့ပြည့်အောင်ခူးရပြီဆိုတော့ဒီခရမ်းသီးပင်တွေအခုလိုသီးအောင်အစားအဆုံးစိုက်ခဲ့တဲ့ညီမျှဝေပေးပါမယ်။ပြိုးပန်းနဲ့ထည့်ပြိုးထားတဲ့ခရမ်းသီးပင်လေးတွေပါ။ပြိုးပန်းနဲ့ပြိုးရတဲ့အာသာချက်ကအခုလိုအပင်အုံလိုက်ပါလာတာဆိုတော့အမြင့်လဲမနာတော့ပဲရွှေ့စိုက်တဲ့အပင်မသေးသလိုတခါတည်းအမြင့်ဆွဲပြီးကြီးထွားတာမြန်ပါတယ်။နွေရာသီစိုက်တာဆိုတော့အိမ်နောက်မှာကျင်းလေးတွေတူပြီးကျင်းနဲ့15ပတ်လည်နဲ့တီစုပါထက်တဘာဝမြေဩဇာထပ်ထည့်ပြီးအပင်40ကျွန်တော်စိုက်လိုက်ပါတယ်။တလအကြာမှာတော့အပင်တွေဒီရွယ်ရောက်လာပါပြီကျွန်တော်တင်ပေးဘူးတဲ့ခရမ်းပင်ပြုစုနီးတဲ့ကလိုပဲအောက်အလက်အရင်တွေမလိုတာကိုဖျက်ထုတ်ပါတယ်ဝိုင်းပုံစံအခွားရဲ့အောက်ကမလိုတဲ့အတက်တွေကိုအစာအာဟာရအပေါ်ခိုင်းတွေစီရောက်ဖို့မဖြစ်မနေဖျက်ပစ်ပေးရပါမယ်အားလုံးလိုသလိုရှင်းပြီးပြီဆိုတော့တီစုပါနဲ့စိတ်ကြီးမြေဩဇာအစွေးလိုက်ကျွေးပါမယ်ကြက်ကြီးကြီးတဲ့သူတွေကကြက်ကြီးထည့်ရင်ပိုကောင်းပါတယ်တရိတ်ဆန်စွန့်ပစ်ပစ္စည်းတွေကျွေးတဲ့အခါဆွေးဖို့လိုပါတယ်အပင်ကြီးနဲ့လည်းခွာကျွေးပါကျွန်တော်ကလုံးဝဆွေးနေပြီမို့လို့ဒီတိုင်းကျွေးလိုက်တာပါဒီကြားတဲ့အပင်ငယ်စဉ်ကာလမှာ10ရက်တခါပလဲဓာတ်မြေဩဇာနည်းနည်းကျွေးပါတယ်မြေဩဇာတွေကျွေးပြီးတိုင်းအပင်ကိုရေများများလောင်းပေးရပါမယ်နှစ်လလောက်ကြာတဲ့အခါကျွန်တော်ခရမ်းသီးပင်တွေအသီးတွေသီးလာပါပြီကိုစိုက်တဲ့အပင်တွေပြုစုရကျိုးနဲ့ပြီးသီးလာတာကိုခံစားရတဲ့အရာသာကစိုက်ဖူးတဲ့သူတွေသိပါလိမ့်မယ်။နူရုံခုမှစားရတဲ့သူလည်းအရာသာအချိုတက်ကိုအပြည့်အဝခံစားရတာဆိုတော့ခုပါတော့မယ်။အပင်40တောင်ကျွန်တော်စိုက်ထားတာဆိုတော့ခုရမှာအများကြီးပဲ။ခရမ်းသီးပင်ကအိုးနဲ့အိတ်နဲ့မြေအကျက်အရမ်းမလို့ပဲထဲစိုက်လို့လည်းရပါတယ်။မြေပေါ်မရှိဘဲနဲ့ဝါသနာပါလို့တိုက်ခန်းနေတဲ့သူတွေဖြစ်ဖြစ်စိုက်ချင်တဲ့သူတွေရှိရင်ကျွန်တော်ကိုလာမေးပါအာမနာပါနဲ့ကျွန်တော်ပြောပြပါမယ်ခင်ဗျာ။အဆုံးထိကြည့်ရလို့ကျေးဇူးတင်ပါတယ်။